ဒီဇယ်လန်ကိုတော့နယူးယောက်မြို့ရဲ့နေရာတစ်ခုမှာစပြုထားတာဖြစ်ပါတယ်။ဒီမှာတော့ဒေးဗစ်ကင်းဆိုတဲ့လူတစ်ယောက်ဟာမုံမြို့တိုက်တစ်ခုပေါ်မှာရပ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။သူဟာနာမည်ကျော်သင်းတွေကိုဖန်တီးထားပြီးပရိသတ်အခင်မှာရထားတဲ့အောင်မြင်တဲ့ဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့သူဟာတော်တော်လေးစိတ်ဒုက္ခရောက်နေခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူပိုင်တဲ့ကုမ္ပဏီရှယ်ယာအများစုကိုမှားပြီးရောင်းချမိလိုက်လို့ပါပဲ။အခုဆိုရင်သူ့ထက်အင်အားကြီးတဲ့ကုမ္ပဏီတစ်ခုကရှယ်ယာတွေကိုလက်ဝါးကြီးအုပ်ပြီးလုပ်ငန်းတစ်ခုလုံးကိုထိန်းချုပ်တော့မယ်ဆိုတာသူသိနေခဲ့တာကြောင့်လည်းဖြစ်ပါတယ်။ဒေးဗစ်ကအကြောင်းဆုံးကတော့သူ့ရဲ့အမှုပညာလွတ်လပ်ခွင့်တွေဆုံးရှုံးသွားမှာကိုပါပဲ။ဒါကြောင့်လည်းသူကရှယ်ယာတွေအားလုံးကိုပြန်ဝယ်ဖို့အတွက်သက်ဆိုင်ရာလူတွေကိုတယောက်ပြီးတယောက်ဖုံးတွေတောက်လျှောက်ဆက်ပြီးစ조사နေတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းဂိမ်းရင်စနီပန်ကကုမ္ပဏီရဲ့အရေးကြီးတဲ့ကိစ္စအတွက်သူ့ကိုအကြံဉာဏ်တွေပေးပြီးဝိုင်းကူပေးနေပါတယ်။အဲ့ဒီအချိန်မှာပဲသားဖေးသူသီရီကသူ့တငယ်ချင်းကိုင်လီနဲ့အတူကောလိုက်ဘတ်စကတ်ဘောပွဲသွားကြည့်ဖို့ရှိနေပါတယ်။ဒါကိုကိန်းကကိုယ်တိုင်ပဲကားမောင်းပြီးလိုက်ဖို့ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။လမ်းမှာသီရီကသူတနေ့ကိုဖုန်းသုံးတာ12နာရီလောက်ရှိတယ်လို့ပြောတော့ကိန်းကဒါကိုဟာတလေးနှိုးပြီးဒီပုံစံကိုပြောင်းမှဖြစ်မယ်လို့သားဖေးသူကိုအကြံပေးလိုက်ပါတယ်။သီရီကလည်းသူ့အဖေလိုပဲဂီတအပေါ်ဘလောက်ဆိုင်အားထက်သန်နေဆိုတာကိုကိန်းနဲ့အပြန်အလှန်နှီးနှိုးဖလှယ်နေခဲ့ပါတယ်ဒါပေမဲ့လည်းကင်းရဲ့စိတ်ထဲမှာကုမ္ပဏီအရေးကတလှလှဖြစ်နေတာမို့ပွဲကိုအဆုံးထိမကြည့်နိုင်တော့ပဲအလုပ်ကိစ္စတွေဖြည့်ရှင်းဖို့အတွက်ကစားငွေကနေထွက်လာခဲ့လိုက်ပါတယ်။အဲဒီနောက်ကင်းရဲ့ကားဆရာပူးကကုမ္ပဏီရဲ့ငွေကြေးဆိုင်ရာရှက်လက်တွေစုထားတဲ့ဖိုင်တွေတစ်ခုကိုကင်းစီလာပေးပါတယ်။အဲဒီကနေကင်းဟာသူ့ရဲ့လုပ်ဖို့ကိန်းဖက်ဘက်ထရီနဲ့သွားတွေ့ပြီးကုမ္ပဏီကို AI နည်းပညာတွေနဲ့အစားထိုးပြီးပြောင်းလဲပေးရှင်နေတဲ့လူတွေအကြောင်းကိုရှင်းပြနေပါတယ်။ AI ကိုသုံးရင်သင်းတွေကိုမြန်မြန်ဆန်ဆန်နဲ့ကုန်ကျစရိတ်တက်တက်တာထောင်းနိုင်မှာဖြစ်ပေမဲ့လူတွေကိုယ်တိုင်ဖန်တီးရတဲ့တကယ်အမှုပညာလက်ရာတွေပျောက်ကွယ်သွားမှာကိုဂိမ်းကစိုးရိမ်နေပါတယ်။ဒါပေမဲ့ဘက်ထရစ်ကတော့ AI သုံးတာကစီးပွားရေးအရာပိုတွက်ရှည်ကြိုက်တဲ့အပြင်သင်းထုတ်လုပ်နိုင်စွမ်းကိုလည်းအများကြီးအားကောင်းလာစေမှာပဲဖြစ်လို့ဒါကိုလက်ခံရှင်နေတဲ့ပုံစံမျိုးကိုပြောပြနေပါတယ်။ဒါပေမဲ့ဂိမ်းကတော့ဘက်ထရစ်ကိုပြက်ပြက်သားသားပဲပြောလိုက်ပါတယ်။ကျွန်တော်တို့ကုမ္ပဏီဆိုတာစိတ်ရောက်တွေနဲ့သင်းထုတ်ဖို့တည်ထောင်ခဲ့တာမဟုတ်ဘူးကျွန်တော်တို့ရဲ့နှလုံးသားနဲ့စိတ်ဝိညာဉ်ကိုထည့်သွင်းပြီးဖန်တီးတဲ့ဂီတမျိုးကိုပဲအသက်သွင်းရှင်တာလို့သူ့ရည်ရွယ်ချက်ကိုတည်တည်ချာချာပြောလိုက်ပါတယ် AI နည်းပညာဆိုတာတခြားကုမ္ပဏီတွေအတွက်ဖြစ်ရှင်ဖြစ်မယ်ဒါပေမဲ့သူ့ကုမ္ပဏီမှာနှလုံးသားတွေကစစ်မှန်တဲ့အမှုပညာကိုပဲဆက်ပြီးထိန်းသိမ်းသွားရှင်တယ်လို့သူကဆိုပါတယ်ကဲရဲ့ခိုင်မာတဲ့ရည်တည်ချက်ကိုမြင်သွားတဲ့အခါမှာတော့ဘက်ထရစ်ကလည်းသဘောတူညီပေးခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းသူပိုင်တဲ့ရှယ်ယာတွေကိုကိန်းစီပြန်ရောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကိန်းကလည်းကုမ္ပဏီရဲ့ရှယ်ယာအများစုကိုပြန်လည်ပိုင်ဆိုင်ပြီးလုံးပိုင်ခွဲတွေပြန်ရလာတော့မှကိုဝန်တာနေပါတယ်။ကိန်းဟာရှယ်ယာတွေအားလုံးပြန်ဝင်နိုင်ဖို့အတွက်သူပိုင်ဆိုင်တဲ့အိမ်ရှင်မြေတွေအားလုံးကိုပေါင်နှံဖို့အထိပါစီစဉ်နေတာဖြစ်ပါတယ်။ဒါပေမဲ့ဇနီးဖြစ်သူပန်ကတော့ဒါဟာအရန်အန်ဒီများတဲ့လောက်ရဖြစ်ပြီးအစင်မပြေနိုင်ဘူးလို့ကန့်ကွက်စကားဆိုနေပါတယ်။သားဖြစ်သူသီရီကလည်းတခြားနေရာအသစ်ကိုပြောင်းရွှေ့နေထိုင်ဖို့စိတ်ဝင်စားနေသလိုပန်ကလည်းကိုင်းအနေနဲ့အလုပ်တွေထဲမှာပဲအချိန်ကုန်မနေပဲမိသားစုအတွက်အချိန်ပိုပေးဖို့လိုအပ်နေပြီဆိုတာကိုသတိပေးခဲ့ပါတယ်။ဒါပေမဲ့ကိန်းအတွက်ကတော့ဒါဟာသူ့ဘဝရဲ့နောက်ဆုံးအခွင့်အရေးလို့သတ်မှတ်ထားတာဖြစ်ပါတယ်။သူဟာမိသားစုနဲ့ဖြတ်သန်းခဲ့တဲ့အတိုက်အအောင်တွေကိုပြန်ပြောင်းသတိရရင်ရှစ်ဆက်ရမယ့်အနာဂတ်တွေအတွက်ဘယ်လိုဆက်လုပ်ရမလဲဆိုတာကိုပါလေးလေးနက်နက်စဉ်းစားနေတာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာရုတ်တရက်ဆိုသလိုပဲအမိမသိဖုန်းနံပါတ်တစ်ခုကန်းရဖုန်းစီဝင်လာပါတယ်။တစ်ဖက်ကနေသီရီကိုလက်နဲ့ကင်ဆောင်ထားတဲ့လူတွေကဖမ်းဆီးထားတယ်လို့အကြောင်းကြားလာတာဖြစ်ပါတယ်။သူတို့ကခလေးကိုပြန်လက်ပေးဖို့အတွက်စပရက်ငွေစစ်ခွန်တသမ9သန်းနဲ့လေးလေလောက်ဖို့တောင်းဆိုနေတာဖြစ်ပါတယ်။ဒီကိစ္စကြောင့်စုံစမ်းရေးအဖွဲ့ကရင်းမြညွန့်တို့အဖွဲ့ပါချင်းချင်းရောက်လာပြီးစိတ်ဆင်းမှုကိုစလုပ်လိုက်ကြပါတယ်။အဲ့ဒီမှာထူးဆန်းတာကကင်းရဲ့ကားဆရာပိုးရဲ့သားကယ်လီလည်းပျောက်ဆုံးနေတယ်ဆိုတာသိလိုက်ရတာဖြစ်ပါတယ်။နောက်ဆုံးစုံစမ်းကြည့်တဲ့အခါမှာတော့ပြန်ပေးသမားတွေဖမ်းသွားတာကကင်းရဲ့သားသီရီမဟုတ်ပဲပိုးရဲ့သားကယ်လီဖြစ်နေတယ်ဆိုတာကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ဒါဖြစ်သူသီရီကပြန်ပြောပြတာကတော့ဘတ်စကတ်ဘောဝယ်ပြီးတာနဲ့သူနဲ့ကယ်လီတော့အတူတူမုံစားခဲ့ကြသေးတယ်လို့ဆိုပါတယ်။ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာတော့ကယ်လီတယောက်ပျောက်သွားပြီးပြန်ပေါ်မလာတော့ဘူးလို့ပြောပါတယ်။ဒီချိန်မှာပဲပြန်ပေးသမားတွေစီကနောက်ထပ်တစ်ခါဖုံးဝင်လာပါတယ်။သူတို့ကလူမားပြီးကယ်လီကိုဖမ်းမိသွားတာဖြစ်ပေမဲ့ငွေတောင်းဆိုမှုကိုလည်းမလျှော့တဲ့အပြင်အရင်အတိုင်းပဲဆော့ဖီယာစစ်ခွန်တသမ9သန်းဆက်ပြီးတောင်းနေတာဖြစ်ပါတယ်။
ကင်အတွက်ကတော့သူ့သားမဟုတ်ပေမဲ့သူ့ဝန်ထမ်းရဲ့သားကိစ္စဖြစ်နေတာကြောင့်အခြေအနေတွေကတော်တော်လေးကိုကြက်ရိုက်စရာဖြစ်နေပါတယ်။ဘူးကလည်းသူ့သားလေးဘေးကဲဖို့အတွက်ပြန်ပေးငွေကိုပေးလိုက်ပါလို့ကင်းကိုမျက်ရည်စက်လက်နဲ့အသနာခံနေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းကင်းဖက်မှာတခြားအခက်အခဲတစ်ခုကရှိနေပြန်ပါတယ်။တကယ်လို့ဒီငွေတွေကိုထုတ်ပေးလိုက်ရင်သူ့ဘဝတစ်ခုလုံးရင်းထားရတဲ့ကုမ္ပဏီရှယ်ယာတွေကိုပြန်ဝင်လို့မရတော့ပါဘူး။ဒီကြားထဲ Patrick နဲ့သားဖြစ်သူ Theory တို့ကလည်းဝိုင်းပြီးအကြံပေးနေကြပါတယ်။အခုခေတ်မီဒီယာတွေရဲ့အကျိုးသက်ရောက်မှုအရာဒီလိုမျိုးငွေပေးလိုက်တာဟာလုံးဝမလုပ်တဲ့ကိစ္စလို့သူတို့ကပြောနေကြတာဖြစ်ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ဂိမ်းတစ်ယောက်ကုမ္ပဏီထက်လူအသက်ကပိုအရေးကြီးတယ်ဆိုတာကိုပဲလက်ခံလိုက်ပါတယ်။ဘာလို့ပဲဆုံးရှုံးမှုကြီးကြီးခလေးကိုကင်တယ်ဖို့ပဲသူပြက်ပြက်သားသားဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ဂိမ်းဟာခလေးကိုကေဖို့အတွက်ဆိုရင်ဘာမဆိုပေးဆက်ဖို့အတွက်အစင်သက်ဖြစ်နေပါတယ်။ဇနီးဖြစ်သူပန်ရဲ့အဖို့တန်လဲဝရတနာတွေကိုပါထုတ်ရောင်းပြီးရသမျှငွေကိုအိတ်နဲ့အပြည့်ထည့်ပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ပြန်ပေးသမားတွေခိုင်းတဲ့အတိုင်းသူဟာငွေထုတ်ကိုယူပြီးမီထရိုရထားပေါ်ကိုတက်လာခဲ့ပါတယ်။ဒီချိန်မှာရင်းများညွန့်တော်အဖွဲ့ကလည်းအဲ့ဒီငွေထုတ်ထင်းမှာ GPS တက်ပြီးတောက်လျှောက်နောက်ရောက်ခံလိုက်နေပါတယ်။ဒါကိုရိပ်မိသွားတဲ့ပြန်ပေးသမားတွေကလည်းယထာဘောကရေဘိုဘရိတ်ကိုရုတ်တရက်ဆွဲချလိုက်ပြီးရုံရက်ဆန်ခတ်ဖြစ်အောင်လုပ်လိုက်ကြပါတယ်။အဲ့ဒီကြားထဲမှာတဲ့သူတို့ကငွေထုတ်ကိုလွှဲပြောင်းယူပြီးရေးတွေကိုပါမျက်စိလေးအောင်လှုပ်သွားကြတာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ပြန်ပေးသမားတွေဟာငွေထုတ်တွေကိုလှည့်စားပြီးယူသွားနိုင်ခဲ့ပေမဲ့ငွေထုတ်ကတော့ကြမ်းဟိတ်ခဲ့ပါတယ်။နောက်တစ်ခါမှာတော့ကင်လီလေးဟာပန်းချန်တစ်ခုထဲမှာဘေးကင်းခင်းနဲ့ပြန်လွတ်လာခဲ့ပါတယ်။ဒါကိုလမ်းသားလမ်းလာတွေကသူ့ကိုတွေ့ပြီးဆေးရုံကိုရှင်းရှင်းပို့ပေးလိုက်ကြပါတယ်။ဒီတဲ့ကတမျိုးလုံးပြန်နှံ့သွားခဲ့ပြီးလူတိုင်းကကင်းကိုခလေးအသက်ကိုကစ်တင်ခဲ့တဲ့သူရေကောက်တစ်ယောက်အဖြစ်ဝိုင်းပြီးချီကျူးဂုဏ်ပြုနေကြပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့ကင်းရင်စီးပွားရေးကအစိုးရဆုံးအခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။ပြန်ပေးငွေအတွက်ထုတ်သုံးလိုက်ရတဲ့ရန်ပုံငွေတွေကြောင့်ရင်းနှီးမြှုပ်နှံသူတွေကသူ့အပေါ်ယုံကြည်မှုမရှိတော့ဘဲထောက်ပံ့မှုတွေအားလုံးကိုရပ်ဆိုင်းလိုက်ကြတာဖြစ်ပါတယ်။နောက်ဆုံးမှာတော့အကျွေးတွေကို14ရက်အတွက်အပြည့်အကျေပြန်ဆက်ပေးဖို့တောင်းဆိုခံလိုက်ရပြီးသူ့ရဲ့ကုမ္ပဏီကြီးကလည်းလုံးဝပျက်စီးတော့မဲ့အရှင်တွေအထိရောက်သွားပါတော့တယ်။အဲဒီအချိန်မှာပဲကင်းကကယ်လီငယ်ငယ်တုန်းကနားထောင်ခဲ့တဲ့ I am drunk ဆိုတဲ့သချင်းလေးကိုပြချလိုက်ရပါတယ်။အဲဒီသချင်းကနေတစ်ဆက်သူဟာတခုခုကိုရိုက်မိသွားပြီးဆိုရိုရန်ဖော်လာကိုရှာဖွေစုံစမ်းပေးဖို့စုံစမ်းရေးအဖွဲ့ကိုချက်ချင်းအကြောင်းကြားလိုက်ပါတယ်။ဖော်လန်ဆိုတာဂိမ်းနဲ့ခင်မခဲ့တဲ့မိတ်ဆွေတယောက်ဖြစ်ပေမဲ့စုံစမ်းရေးအဖွဲ့ကတော့ဂိမ်းပြောတာကိုတိတ်ပြီးမယုံကြည်ကြပါဘူး။ဒါနဲ့ပဲဂိမ်းကစုံစမ်းရေးအဖွဲ့ကိုအာမကိုတော့ပဲသူကိုယ်တိုင်ပဲဘူးကိုခေါ်ပြီးဖွန်လော်ရဲ့အိမ်ကိုဓာတ်ရိုက်သွားရောက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဂိမ်းတယောက်ဖူလန်စီရောက်သွားတဲ့အခါမှာတော့အခြေအနေကတော်တော်လေးတင်းမာသွားပါတယ်။ဖူလန်ကဂိမ်းကိုယူထားတဲ့ငွေတွေကိုပြန်ပေးဖို့မဖြစ်နိုင်တော့ဘူးလို့အော်ဟိတ်ပြောဆိုတဲ့အပြင်ဂိမ်းကိုလည်းဘာမှနားမလည်တဲ့လူအားတစ်ယောက်လိုနှိုင်ပြီးပြောဆိုလိုက်ပါတယ်။သူတို့ကြားမှာရှိခဲ့တဲ့ခင်မင်းရင်းနှီးမှုတွေကလည်းလုံးဝမရှိတော့ပဲပြင်းပြင်းထန်ထန်ကိုချကြပါတော့တယ်။အဲဒီနောက်ဖူလန်ကတင်နဲ့ထုတ်ပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့ဂိမ်းကတော့အရှုပ်မပေးပဲသူ့နောက်ကိုဇွေးနှပင်းနဲ့လိုက်လံဖမ်းဆီးလိုက်ပါတယ်။နောက်ဆုံးမှာတော့ရင်းမြညွန့်တို့အဖွဲ့ရောက်လာပြီးဖူလန်ကိုလက်ရဖမ်းဆီးနိုင်ခဲ့သလိုအလိုင်းခံလိုက်ရတဲ့ငွေတွေအားလုံးကိုလည်းပြန်လည်သိမ်းဆည်းနိုင်ခဲ့ပါတယ်။တရားရုံးမှာလည်းဖီလန်ကိုပြင်းမှုတွေအားလုံးကိုတဲ့တဲ့အထောင်ထားနဲ့ခက်ခဲလုံလုံနဲ့ဖော်ထုတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဖူလန်ကထောင်ထဲမဝင်ခင်မှာဂိမ်းနဲ့နောက်ဆုံးတစ်ခေါက်လောက်တွေ့ခွင့်တောင်းလိုက်ပါတယ်။သူကဂိမ်းကိုအရှုံးမပေးသေးဘဲငါတို့နှစ်ယောက်ပူပေါင်းပြီးသရှင်အသက်တစ်ပေါက်လောက်ဖန်တီးလိုက်ရဲ့တကဘာလုံးပေါက်သွားမှာဖြစ်ပြီးအဲ့ဒီခါကျရင်မင်းရှိရာတွေထက်အမျက်တွေအများကြီးပြန်ရလိုက်မယ်လို့ဆွဲဆောင်နေပါတယ်။ဒါပေမဲ့ဂိမ်းကတော့ဒီတစ်ခါမှလုံးဝကိုမတော်တော့ပါဘူး။သူကဖူလန်ရဲ့အကြံကိုပြက်ပြက်သားသားငဲပေလိုက်ပြီးငါအတွက်ကတော့ကုမ္ပဏီကြီးကြီးမားမားပိုင်ဆိုင်ဖို့တဲ့စစ်မှန်တဲ့လွတ်လပ်ခွင့်နဲ့တရားမျှတမှုကပိုအရေးကြီးတယ်လို့ပြောပြီးအဲ့ဒီနေရာကနေထွက်လာခဲ့ပါတယ်။သူဟာငွေကြေးနောက်ကိုမလိုက်တော့ပဲသူ့ရဲ့အမှုပညာလွတ်လပ်ခွင့်ကိုပဲတန်ဖိုးထားဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ဂိမ်းကတားဖြစ်သူ theory မိတ်ဆက်ပေးတဲ့ဆောင်းဆိုတဲ့အဆိုတော်တိတ်လေးရဲ့ high to low ဆိုတဲ့တခြင်းကိုနားထောင်ကြည့်ခဲ့ပါတယ်။တခြင်းကိုနားထောင်ပြီးတာနဲ့ဒီကလေးမလေးရဲ့ပါရမီကိုသဘောကျသွားပြီးသူမရဲ့ဂီတလုပ်ငန်းတွေကိုထုတ်လုပ်သူအဖြစ်နဲ့ထုတ်ပေးဖို့ချက်ချင်းပဲဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ဆောင်းကလည်းဂီတလောကရဲ့စိန်ခေါ်မှုအားလုံးကိုရင်ဆိုင်ဖို့အသင့်ပဲဆိုတာကိုယုံကြည်မှုအပြည့်နဲ့ပြသနိုင်ခဲ့ပါတယ်။ဒါကိုကြည့်ပြီးဂိမ်းတစ်ယောက်အားရပါရပြောင်းလဲရင်ဒေါက်တာတွေအတူတူလက်တွဲပြီးအလုပ်လုပ်ကြတာပေါ့လို့ပြောကသူမကိုနွေးနွေးထွေးထွေးကြိုဆိုလိုက်ပါတော့တယ်။အနုပညာစစ်စစ်ကိုတန်ဖိုးထားတဲ့ဂိမ်းအတွက်ကတော့ဒါကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်ပြီးဇလန်းလေးကတော့ဒီမှာတည်းပြီးဆုံးသွားခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ဂျွန်ဖြစ်ပါတယ်။